အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စောင့်မျှော်နေတဲ့ KOL event ကြီးရောက်ရှိလာပါပြီစကင်စုမဲ့သူတွေက diamond ထဲဖို့အတွက်ပတ်စံတွေစုတာကိုကြိုပြောချင်ပါတယ် phase 1 phase 2နဲ့လာမှာဖြစ်တယ်နလပိုင်း6ရက်နေ့ကနေနလပိုင်း10ရက်နေ့က phase 1နလပိုင်း13ရက်နေ့ကနေ18ရက်နေ့က phase 2ပေါ့နော် phase 1မှာကရီနာ KOL စကင်မရသေးတဲ့လူတွေကweekly တစ်ပတ်စာထည့်မယ် weekly တစ်ပတ်စာထည့်ပြီးတော့ကရီနာ KOL စကင်ယူမယ်ပေါ့နော်ကရီနာ KOL အပြင် EVS စကင်လည်းပါခြင်းပါလာမယ်ပေါ့နော်ကန်ကောင်းရင်ပေါ့phase 2ကြလို့ရှိရင်ဒီ Valia ဘက်မှာလာပြီးတော့ကျွန်တော် EVS စကင်ကိုဖောက်မယ်ဒါဂုံးစစ်မဲ့လူတွေအတွက်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကထည့်မယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ mission လေးတွေပေါ့ပြည့်သွားမယ်နော် mission လေးတွေပြည့်သွားမယ်နောက်ထပ်ဂုံးစင်းလို့ရတဲ့ event တွေလာရင်လည်းကျွန်တော်ပြောတော့ပြပါမယ်weekly တစ်ပတ်စာဖို့တော့စုထားကြပါတော့။ wine လေးရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ပေးနေပါတယ်။အားလုံးပဲဘိုင်းဘိုင်မှာဒီနေ့တော့ဒီလောက်ပါပဲ။ like and subscribe လေးလည်းလုပ်သွားခဲ့ပါအောင်။